တွေမပြင်ဆင်ရသေးဘူးဆိုရင်ခြေတိုင်းနဲ့တူပြင်ဆင်ကြရအောင်မနက်စာတွေရကကျုပ်ပေါမုံကြုံမှာဖြစ်ပါတယ်။တောင်ကျစီကတကြားပမုံကျုံနှလုံးဖြစ်ပါတယ်။ကျော်ဖို့ကိုမိဖို့အရင်ဆုံးသွားယူပါမယ်။ကြကမိခလုံးဖွင့်နေနေပါရှင်မဖွင့်တတ်မှာဆိုလို့လိုက်ပြီးချစ်သွားပေးပါ။အိုကလေးနဲ့ဆွမ်းကရရင်လက်ဆဲတော့ဗောနော်အိုကလေးကိုမိဖို့ပေါ်တင်မယ်ကျညမဲရသုံးမိထားတဲ့ဥကနည်းနည်းကြည့်ရတဲ့ကြောင့်ဥနှလုံးမဲ့သုံးပါမယ်မိထားတဲ့စီကလည်း neutral ပဲစီတတ်မှာရှင်ကျမရင်နဲ့ညညွတ်တဲ့စီပါစီကိုအပူပေးထားတဲ့အိုကလေးပေါ်လောင်းထည့်ပါမယ်ဥခွဲပါမယ်ပြီးရင်တော့တကြားနဲ့ကြက်ဥရွတ်သမမွေအောင်ရတော့တေချာလေးခလောက်ပေးရမှာဖြစ်ပါတယ်ဥအနှစ်ရဲ့အကိုင်ရဲ့ကြားရဲ့ခုလိုမျိုးတသားလေးဖြစ်သွားပြီဆိုရင်တော့ခုနကအပူပေးထားတဲ့ဥကလေးထဲကိုရတော့ကထည့်ဖို့လုပ်ပါမယ်ခုနကနှစ်ထားတဲ့ပေါင်မချက်ကိုယူပြီးရောစီပူထဲကိုထည့်ပါမယ်တိတ်လာဟင်းရလက်ရဝဲနေရပဲစားချစ်စရာကြီးဟင်းချစ်ရဲ့စပင်လေးကိုစီးထားပါပြောလို့စီးပေးလိုက်ပြီနော်မှန်မှရေးချင်ရင်ပြောချင်ပြောကြပါရဲ့အစိတ်မဆိုတတ်ဖို့ကျညရဲ့ lifestyle ကပပပါနေတတ်တယ် Say morning တမန်နဲ့စကားပြောပြတိုင်းဆိုတော့ကိုအိုကိုပြန်ကြည့်ရမယ်နည်းနည်းတော့တူသွားရေပေါ့နော်အမေတို့ရရကဟင်းချက်တက်ပါဦးတင်မပါတောင်းဆိုနေကြလို့တင်ပေးရချင်းဖြစ်ပါတယ်ဟင်းချက်နေတွေကိုတခြားလေးကြည့်ပေးသွားကြလို့လဲအကလုံးကိုကျေးဇူးတင်ပါတယ်ရှင် Hello everyone morning လာစားနေရောင်းမ breakfast ကိုဘာစားရမလဲမသိရင်ဒီလိုလေးလှုပ်စားကြည့်နော်အရင်ကမှစားလို့ကောင်းပါတယ်တခြားလေးတော့ကြော်ပေးရမယ်မဟုတ်ရင်မုတ်သားတွေကတူးတက်လို့ပါနော်နောက်ဆုံးလက်ကျန်လေးကိုအကလုံးလောင်းထည့်ပြီးတော့ကြော်လိုက်ပါတယ်နေရောနော်ကြည့်ပြီးတော့ခါနေရပဲတုံနေရပဲလာမပြောနဲ့နော်အစ်စ်မလို့တုံနေရဟဲ့မှတ်ထားလိုက်အောင်စကိုင်းအများကြီးမပြောရှုံနော်ကဲဒါကတော့နောက်ဆုံးတော့ကြော်လို့ပြီးသွားပြီပေါ့နော်မွေးမွေးလေးနဲ့စားချစ်စရာကြီးပေါ့နော်ရရကသူ့ကိုနွားနှုတ်နဲ့တောက်မှာဖြစ်ပါတယ်လက်ကျဲကင်ထားတဲ့ခွက်ကဝိုင်ခွက်လေးပါရှင်နွားနှုတ်တောက်တဲ့ခွက်မရှိပေမဲ့ဝိုင်ခွက်ကတော့အရစီမရှိရဲ့နှုတ်ထက်မှာပါဝင်တဲ့ကလဆီယန်ကအနှစ်ထိုင်နေတာဖြစ်တဲ့ကြောင့်ရတို့ကလှုပ်ပြီးမှထည့်ရမှာဖြစ်ပါတယ်ကုန်နေပြီဆိုတော့အကလုံးလောင်းထည့်လိုက်ပါမယ်အရှင်းစားလို့ကောင်းတယ်မနဲ့စားလေးပြင်ဆင်ပြသွားပါပြီရှင်ကဲစားချင်တဲ့လူရှင်လှုပ်စားကြည့်ပါဒါမှမဟုတ်ရင်လည်းဒီတိုင်းပဲကြည့်နေလိုက်ပေါ့နော်ဒီခါမှလည်းကိုကိုအရင်ကျင်နေတယ်တတ